ရရှိရလှတယ်နော်လုံးဝတရားလေးကလည်းလေဘဲမှာအတွန်လေးနဲ့ဒါလေးကလည်းဒါလေးကတကယ်တော့ဘောလီလိုပုံစံမျိုးလေးပေါ့နော်ဘောလီလိုမျိုးလေးယူထားတာဒါဟိုတိတ်မတွေ့ရနေလို့အယောင်ကလေညာလေးကဒီအခုံးလေးနဲ့ဟိုနင်းလေးနဲ့နော်လှတယ်သူကလည်းသူချက်ချက်ရက်ကလေးโอเคတကုံစိတ်ကန်းကအတွန်လေးတွေလည်းလှတယ်ဒီမှာအုံခွက်လေးလည်းနင်းဖြစ်တယ်ဒါမှအုံခွက်နည်းနည်းသေးနေသိလားဒီအုံခွက်လေးနော်တခြားနေရာလေးတွေတော့အဆင်ပြေဒီနောက်မှာတွန့်ရရပါတယ်မရှိဘူးအုံခွက်ကအောက်နည်းနည်းလည်းကျကျနေလေနော်အုံခွက်လည်းနည်းနည်းသေးနေနော်တခြားဟာတော့ရတယ်ချူကရှင်ဘက်လေးတွေလည်းလှတယ်ဒီနောက် white ထားတာလေးလည်းအဆင်ပြေတယ်ဒီမှာဒါလေးတွေလည်းဂျိုင်းဆက်လေးတွေဒါလေးတွေလည်းလှတယ်ဒီနားလေးတွေရှိတ်လေးတွေအကုန်အဆင်ပြေတယ်နော်ဒီနားချက်ချက်ကပ်ကပ်ပဲโอเคကောဖကန်ကလာတယ်ဒီအုံခွက်လေးလည်းအဆင်ပြေရဒီနားလေးပဲနော်နည်းနည်းလေးစားအတွက်ကလေလိုသွားတာဒီနားလေးတွေတော့နည်းနည်းချုပ်တာလေသတိထားပြီးချုပ်မယ်နော်ဒီနားလေးမှာလှိုင်းလေးတွေဖြစ်ချင်နေတယ်နောက်ပိတ်စလည်းအရန်ပျော့တာလည်းပါနော်အုံခွက်ကလေးတွေကတော့သူကနဲ့သူအဆင်ပြေတယ်โอเคမန်းလေးကလှတယ်နော်ဒီမှာ shade လေးပေါ်လာတာတွေရောနောက်ရင်ဘက်ကလေးကလည်းရင်ဘက်ကလည်းစီးနေတယ်လို့မဖြစ်ဘူးကွယ်သူကနဲ့သူနော်ဒီလိုလေးပဲကောဆက်ဟိုနဲ့လေးပဲဖြစ်တယ်တခြားနေရာလေးတွေလည်းအဆင်ပြေတယ်ဒီမှာအုံကွက်ကြီးတာသေးတာကိုယ့်ကိုပြန်ချိန်လို့ရတယ်နောက်ပြောလဲရင်အုံကိုလည်းကြမှာလည်းအရန်ကြောက်နေကြလို့လေနော်ဒီလိုလေးပြန်ဖြတ်ပြီးဒါလေးတွေခန်းငယ်ကုန်ပြန်ကုန်ပို့လာတာပေါ့နော်โอเคတောင်ငူကလှတယ်ဒီမှာအတွန်လေးတွေလည်းအဆင်ပြေတယ်ဒီမှာလည်းအတွန်လေးတွေနဲ့လက်လေးတွေလည်းအဆင်ပြေတယ်ဒီမှာလည်းအောက်မှာထောက်တီမရှိဘူးလုံးဝတွန့်ရလည်းမရှိဘူးကော့ဇက်လေးလည်းအဆင်ပြေโอเคတောင်ကြီးကလှတယ်ဒီမှာ shade လေးလဲဒါလေးပေါ်တယ်ဒီမှာဒီနားလေးက white ထားတာလေးလဲလှတယ်ကျိုးလိန်ညာလားဒီမှာနော်ကျိုးမလိန်စေနဲ့တခြားနေရာလေးဒီနားမှာဟနေရာမျိုးတွေလည်းမရှိဘူးလေပင်အတွန်လေးဇာလေးရလည်းဒီမှာတွန့်ထားပြီးမှဒီအောက်မှာချက်ကက်ကက်ကလေးပေါ့နော်โอเคပင်ကလှတယ်နော်ဒီမှာဒါလေးတွေလည်းအဆင်ပြေတယ်ဒီနားလေးတွေရောဒီနားအဆက်ကလေးရလည်းဒါလေးထည့်ထားတော့ပေါ်တယ်နော်တခြားလေပင်လေးတွေအတွန်လေးတွေဟိုနင်းလေးတွေကလည်းအဆင်ပြေတယ်โอเคညောင်းများကလှတယ်เนาะဒီနားလေးအတွန်လေးတွေဒီနားလေးတွေလည်းဒီမှာဘေးနားမှာလည်းဟနေရမျိုးမရှိဘူးနောက်ကျရင်ဒီဟာလေးလေကျိုးလေးဒီဘက်နည်းနည်းတိုးတက်လိုက်เนาะတခြားဟာလေးတွေတော့အကုန်လုံးအဆင်ပြေတယ်เนาะโอเคရှမ်းမြောက်ကလာဒီနားလေးတွေတော့နည်းနည်းလိုရယ်เนาะချုပ်ထားတာလေးကလေတခြားဒီဘက်တဲ့အဆင်ပြေဒီဘက်ကလည်းနည်းနည်းလေးအုံကွက်ထည့်တဲ့ဟာလေနည်းနည်းလိုနေတယ်တခြားဟာလေးတွေကတော့ရတယ်ဘေးလေးတွေကဒီဘက်ဘေးတွေနည်းနည်းမီးဘူးတိုက်လိုက်မယ်เนาะတခြားနေရာတော့ရတယ်โอเค